Hello အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ home barista တွေနဲ့ coffee ကိုအိမ်မှာ latte တို့ cappuccino တို့ပေါ့လေဖြောတောက်ချင်တဲ့သူတွေအတွက် mid phone ရိုက်တဲ့အချိန်မှာအလွယ်ကူဆုံးရိုက်မဲ့နည်းလမ်းလေးကိုကျွန်တော်ရှင်းပြပေးမယ်အဲ့ဒါကိုတစ်ချက်ကြည့်ကြည့်အောင်နွားနို့ထည့်တဲ့အချိန်ကျရင်ကျွန်တော်တို့ဒီနှက်ခမ်းသားလေးရှိတယ်ပေါ့လေအဲ့နှက်ခမ်းသားလေးထိကိုပဲဒီအောင်ထည့်ပြီးအဲ့ထက်အပေါ်ကြော့အောင်လို့တော့မထည့်ပေးနဲ့ပေါ့လေဟုတ်ပြီကျွန်တော်တို့လောလောဆယ်ဒီ steam one ကိုဒီ spout အတိုင်းလေးထည့်ပြီးတော့ဒီလက်မတဝက်စာလောက်ပေါ့လေဒီ steam one မြောက်အောင်လေးထည့်ပြီးတော့45 ဒီဂရီလောက်ပဲဆောင်းလိုက်ပြီးရင်ကျွန်တော်တို့စပြီးတော့ဒီပေးလို့ရတယ်အဲ့တော့ကြည့်လိုက်အဲ့ဒါဆိုရင်အတွင်းထဲမှာစပြီးတော့လဲလာပြီပေါ့လေလဲလာပြီဆိုရင်ကျွန်တော်တို့ကဒီလေးစသွင်းလိုက်ကိုတုံးတဲ့ဆက်ပေါ်တော့မူတည်လိမ့်မယ်ပေါ့လေဒီသွင်းတဲ့အခြေကအဲ့ဆိုရင်ကိုလိုချင်တဲ့အနေထားရပြီဆိုရင်စတင်းဝန်လေးကိုအပေါ်တင်လိုက်တင်ပေးပြီးတော့အပူချိန်ကိုကျွန်တော်တို့လက်ကနေတိုင်းနေလို့ရတယ်ပြဿနာမရှိဘူး60လောက်ဆိုရင်ပိတ်လိုက်ရပြီအဲ့ဆိုရင်ညှို့လေးနဲ့ကြံနေပြီမယ်အဲ့ဒါကို2ချက်3ချက်လောက်စတင်းဝန်လေးကိုအရင်ဆေးလိုက်ပါပထမဦးဆုံးနေနဲ့ဟုတ်ရဲ့ဒီနေ့ကနွားနုလေးကြံနေတက်တယ်ပေါ့လေအဲ့ဒါကြောင့်ကြည့်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ဥစားရပါပြီနွားနုနဲ့ဖုံးနဲ့တက်သားတွေဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ဒီ spout အထိကိုကျွန်တော်တို့နွားနုထည့်ထားတာဆိုတော့အခုဆိုရင်ကြည့်လိုက်3ဆလောက်ထိတက်လာတယ်ပေါ့လေဒီလောက်ထိတက်လာတယ်လက်တီးကဆွဲတာပဲဖြစ်ဖြစ်ဒီကိုယ့်လက်တီးကလေးချင်းနေတာပဲဖြစ်ဖြစ်ကပချီနိုလို့တော့ချင်တာပဲဖြစ်ဖြစ်ဒီလောက်ဆိုရင်ကျွန်တော်တို့လက်တီးကလေးဆွဲလို့ရတယ်ပေါ့လေကျွန်တော်ဒီမှာ espresso လေးချထားတယ်အလီပါတစ်ခါလေးထပ်ပြီးတော့ဆွဲပြပေးမယ်ပေါ့လေဒါတော့မှဒီကောင်းကောင်းမရသေးဘူးပေါ့လေအခုကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ steam လုပ်ပြပေးမယ်ထုံးစံတိုင်းပဲဒီ spout လေးထိရအောင်ထည့်လိုက်မယ်ထည့်ပြီးတော့ steam ကိုမြက်ဒီရဲ့ spout လေးကနေထည့်ပြီးတော့ဆိုရင်တဝက်လောက်မြင့်သွားပြီအဲ့ဒါကို45 ဒီဂရီလေးစောင်းလိုက်အဲ့ချိန်မှာစပြီးတော့လဲလာလိမ့်မယ်ပေါ့လေစပြီးလဲလာပြီဆိုရင်ကျွန်တော်တို့လေးစတင်လို့ရပြီဆက်ဒီပေါ်မူတည်ပြီးတော့3 စက္ကန့်ကနေ5 စက္ကန့်လောက်ထိလေးစတင်လို့ရပြီပြီးပြီဆိုရင်ကိုလိုချင်တဲ့ဒီနွားလို့အနေထားရပြီဆိုရင်အမြုပ်အနေထားရပြီဆိုရင် steam one ကိုအပေါ်ထိတင်လိုက်အဲဒါဆိုရင်သူလေးတင်နေလိမ့်မယ်အပူချိန်ကတော့လက်ကနေကျွန်တော်တို့ဒီလိုလေးကင်နေတာပြဿနာမရှိဘူးဖြစ်လားအပူချိန်60လောက်ဆိုကျွန်တော်တို့ကကင်နေသေးတယ်ပြီးရင်60ဆိုရင်သူအော်တိုရက်သွားလိမ့်မယ်ပေါ့လေကျွန်တော်ဆက်ကတော့ဒီဥစ္စာအပူချိန်ကို60အထိပဲကျွန်တော်ကပေးထားတာဆိုတော့60ပြည့်ရတယ်အော်တိုရက်သွားတယ်ဗောလေကြည့်လိုက် န
နွားနုနဲ့အမြုပ်နဲ့တသားတည်းဖြစ်နေတယ်ပေါ့လေဒီအောက်တရားကြာကုန် sorry အောက်တီတောင်ကြာကုန်ပါပြီအဲ့ဒါကိုကျွန်တော်နောက်တစ်ခါလက်တရားလေးထပ်ဆွဲကြည့်ပါမယ်ဒီကောင်တော့ပိုကောင်းတယ်ပေါ့လေကြည့်ကြည့်လိုက်ဒါကိုကျွန်တော်ပထမတစ်ခါကကျွန်တော်ထားလိုက်တဲ့ချိန်လေးလေးနည်းနည်းလေးဒီထည့်တာနေသွားတယ်ပေါ့လေအဲ့အတွက်ကြောင့်လို့ဒီမှာဆိုရင်ကြည့်ကြည့်လိုက်ဒီတသားဥစ္စာဘယ်လိုပြောမလို့အမြုပ်တော့လိုချင်တဲ့အမြုပ်တော့ရတယ်ဒါပေမဲ့ကောင်းကောင်းကြီးဒီလိုပုံစံမျိုးတော့မဖြစ်နေဘူးပေါ့လေဒီကောင်ကြတော့ကောင်းကောင်းလေးဖြစ်နေတယ်အဲ့ဒါဆိုရင်တော့ဒီနှစ်ခက်ကိုကြည့်ကြည့်ပါလေအဲ့ဒါဆိုရင်တော့ရှင်းရှင်းလင်းလင်းတွေ့ရမှာပါပြီးတော့ဒီငါးနုရိုက်တဲ့အချိန်ဆိုရင်လည်းဒါလို့ဆိုရင်တော့ကောင်းကောင်းလေးရိုက်တတ်ပြီလို့ကျွန်တော်ကတော့ယူဆပါတယ်ဟုတ်ပါပြီဒီနှစ်ခွက်ထဲကဘယ်တစ်ခွက်ကပို့ပြီးတော့မစ်ဖုန်းကပို့ကောင်းနေဆိုတာကိုကွန်မန့်မှာဝင်ရောက်မှတ်ပြီးသွားကြပါဦးကျွန်တော်ကတော့ဒုတိယတစ်ခွက်ကိုပို့ကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဒုတိယတစ်ခွက်ကကြတော့ကျွန်တော်ကောင်းကောင်းစက်တိုက်မပြောနေပဲနဲ့လေသွင်းတဲ့အချိန်မှာကောင်းကောင်းလေးကြည့်ပြီးတော့လေသွင်းလိုက်တဲ့အတွက်ကြောင့်မလို့ပင်ဖုန်းလေးကောင်းနေတယ်အဲ့ဒီအချိန်မှာကျွန်တော်လက်တရားဆွဲတဲ့အချိန်မှာဆိုလဲအဆင်ပြေသွားတယ်ပေါ့လေပထမတစ်ခွက်ကကြတော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်လက်တရားဆွဲတဲ့အချိန်မှာတော့ကောင်းကောင်းလေးတတိထားပြီးမဆွဲလိုက်တော့လက်တရားလေးကတော့မှတ်လာနေဘူးပေါ့လေအဲ့အတွက်ကြောင့်မလို့နှစ်ခွက်မှာတော့ဒုတိယခွက်ကိုတော့ကျွန်တော်ပူကြိုက်ပါတယ်ဟုတ်ပါပြီအားလုံးပဲ peace ပါစိတ်ချမ်းသာကိုချမ်းသာကြပါစေနောက်ပတ်ဒီပါတွေ့ပါမယ်